အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဒီဗီဒီယိုမှာnegative thinking ကိုဘယ်လို protect လုပ်မလဲပေါ့နော် positive thinking ရအောင်ဘယ်လိုလုပ်ဆောင်မလဲဆိုတာလေးကိုပြပြချင်ပါတယ်အဲ့တော့အခုတလောပိုင်းမှာပေါ့နော်လူတွေမှာဆိုလို့ရှိရင်စိတ်အစိမ်မပြေတာတွေအခက်အခဲတွေဖြစ်လာတဲ့အခါမှာစိတ်ရှုပ်ထွေးတာစိတ်ထဲမှာအဆင်မပြေတာတယောက်ကကိုယ်တစုံတစ်ခုပြောလာတယ်ဆိုရင်ပဲဒီလူကငါ့ကိုလာပြီးတော့ blind ကြီးလာပြီး blame နေတယ်မဟုတ်တာတွေလာပြီးတော့ပြောနေတယ်ဆိုပြီးတော့စိတ်ထဲမှာထင်တယ်ပေါ့နော်အဲ့လိုစိတ်ထဲကနေထင်နေပဲကိုယ်စိတ်မှာ negative energy တွေ negative thinking တွေရလာတယ်ပေါ့နော်အဲ့လို negative thinking ကနေပြီးတော့ positive thinking ရအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဘုရားဟောတရားထဲမှာလည်းရှိပြီးသားပေါ့နော်မေတ္တာဘာဝနာများများပွားများပေးရမယ်နော်ဘယ်လိုပွားများရမလဲဆိုလို့ရှိရင်တတဝါတွေအားလုံးကျန်းမာပါစေချမ်းသာပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေပြည့်စုံပါစေဆိုပြီးတော့စိတ်ထဲကနေတဖွာဖွာပေါ့နော်ရုပ်ပြီးခြင်းအပြင်ဒီအကောင်းမြင်စိတ်ပေါ့နော် positive thinking positive energy ကိုရစေမှာပဲဖြစ်ပါတယ်လူတွေမှာဆိုလို့ရှိရင်မှန်လို့ပဲပြုမှုဆက်ဆံကြမယ်ဆိုရင်ပေါ့နော်မှန်လို့ကျင့်သုံးတယ်ဆိုတာကကိုကမှန်ထဲမှာပြုံးပြတယ်ဆိုလို့ရှိရင်ပြုံးရိပ်ပေါ်မယ်ပေါ့နော်မှန်ထဲမှာမဲ့တယ်ဆိုလို့ရှိရင်တော့မဲ့တဲ့မျက်နှာကိုပဲပြန်မြင်ရမှာဖြစ်တယ်အဲ့တော့တဦးနဲ့တဦးတယောက်နဲ့တယောက်ပြောဆိုဆက်ဆံကြတဲ့အခါမှာနွေးနွေးထွေးထွေးပြူပြူငါငါပြုံးလို့ရှိရင်ရေမောနဲ့ပြောဆိုဆက်ဆံမယ်အကောင်းမြင်စိတ်ကလေးနဲ့ပေါ့နော်ပြောဆိုဆက်ဆံကြမယ်ဆိုလို့ရှိရင်တစ်ဖက်လူကလည်းကိုယ်ကိုပြန်ပြီးတော့ရွေးထွေးပြူငါဆိုတာနဲ့ပေါ့နော်အကောင်းမြင်စိတ်ကလေးနဲ့ပြန်ပြီးတော့ပြောဆိုဆက်ဆံတာခံရမှာဖြစ်တယ်ပေါ့နော်အဲ့တော့မြန်မာစကားပုံမှာလည်းရှိရပေါ့နော်တငါနာနီတငါမုတ်ဆိုးနာနီမုတ်ဆိုးဆိုတဲ့အတိုင်းပဲအကောင်းမြင်စိတ်ရှိတဲ့လူတွေရဲ့အနီးနားမှာနေမယ်ဆိုလို့ရှိရင်ကိုယ်စီကိုလည်းပေါ့နော်အကောင်းမြင်စိတ်ကောင်းတဲ့ energy positive energy positive thinking တွေကူးဆက်လာမယ်ပေါ့နော်အဲ့တော့ကြတော့ဒီနေ့ကနေစပြီးတော့မကောင်းမြင်စိတ်ပေါ့နော် negative energy negative thinking တွေကိုပြောဆိုတာဆက်ဆံတာတွေးတောတာအဲ့ဒါတွေကိုရတန်းရက်မယ်အကောင်းမြင်စိတ်ပေါ့နော် positive energy positive thinking ကိုပဲကိုယ်စိတ်ထဲမှာပေါ့နော်မသိစိတ်ထဲမှာပဲဖြစ်ဖြစ်သိစိတ်ထဲမှာဖြစ်ဖြစ်အမြဲတမ်းစီးစင်းနေအောင်လှုပ်ဆောင်ကြပါလို့ဒီဗီဒီယိုလေးကနေတစင်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်